ပါချက်လက်ပဲအေးလက်အဲ့တော့အခုဇားပါတယ်ဒီဇာလေးကပြောတဲ့ပုံမှာသမီးဆွဲရင်ဆွဲသလောက်ကြီးသွားမှာအဲ့တော့အရင်လည်းမဆွဲနဲ့သူ့ normal သူ့ပုံမှန်အတိုင်းလေးပဲထားပြောရင်ကိုဒီမှာအခုတစ်ချက်ဖရင်ချတဲ့ခါကြာလို့ရှိရင်တာလေးပဲဒီမှာလေသူ့နေရာနဲ့သူကတ်နေပြီဟုတ်လားကို body အတိုင်းလေးကိုယူထားပြီးလို့လှိုင်းနေလည်းမထအောင်လို့အဲ့လိုစပြီးတော့ဆွဲပြီးတော့ဒီမှာအလေးတစ်ချောင်းအဲ့အကူလေးလေတအားကြီးအဆုံးအဲ့လိုတအားကြီးဝင်သွားအောင်မထိုးနဲ့သိလားဒီမှာလေကိုကအဓိက fitting လေးချကျင်တာလေရပြီဒီလောက်ပဲသိလားအဲ့ဒါမှပြန်ပြီးလက်လေးနဲ့နော်ဒီလိုလေးတလေးလက်လေးနဲ့တွေ့လားလှိုင်းနေလည်းမထစေနဲ့တာလေးလက်လေးနဲ့တက်ဒီခါလေးကိုအဓိကနော်ဟောရရလေးကောင်းနော်ထိုးအထူပြီးကြာရင်တော့အထဲထဲဝင်သွားတယ်နော်အဲ့တော့ဒီနားလေးတစ်ချက်ထိုးမယ်ဒါလေးချစ်ပြန်ပြီးတော့နားတစ်ချက်ထိုးလိုက်နော်ပြီးသွားရင်ဒီဘက်နဲ့လှည့်ပြီးတော့တူမယ်ဒီတိုင်းလေးနော်တိုင်းကြလို့ဒီမှာထိုးလိုက်တစ်ချက်အယုံနဲ့ပြရင်ဟိုအယုံနဲ့ပြရင်တက်မှာပြီးတော့အမြဲတမ်းကိုစင်ပြေရအယုံနဲ့အကုန်လုံးအယုံနဲ့လောက်တက်ရမှာဟုတ်လားအဲ့ဒါမှအယုတ်ကတော့အကောင်းမှန်နဲ့ဈေးတွေကကြီးတယ်လေဈေးတွေကြီးတဲ့အပေါ်မှာကိုအစင်ပြေရအစင်ပြေတာလောက်ပါအခုမှစပြီးတော့ဒီညာလေးနော်ပြီးမီးလေးသိချာတဲ့လားအဲ့တော့ဒီညာလေးတွေကိုအခုချက်ပြန်စဆွဲမြင်တယ်နော်ဒီညာလေးကိုချက်အရင်ဆွဲတယ်ခုနပင်အလေးပြန်ဖြုတ်တယ်ဒီအမှတ်အတွက်ချုပ်ထားတဲ့ချုပ်တောင်းနှစ်ခုကတစ်ထက်သေးကြာမယ်နော်ပြီးတော့မှဒါကိုထိုးလိုက်နော်ထိုးလိုက်ပြီးတော့ပြီးသွားပြီဆိုရင်တစ်ဖြည်းဖြည်းဒါလေးကိုပြန်ပြီးတော့နေရာနဲ့တားကြနော်ဘက်ဘေးလေးကိုအရင်ဆွဲလိုက်တော့ဒီမှာလှိုင်းလေးတွေမထတော့ဘူးသလားနော်အဲ့တော့မှဒီအောက်လေးကိုတွေ့လားပြီးသွားရင်လိုက်တယ်နော်အဲ့တော့ဒီနေရာလေးတွေ့လားတခါလဲသူ့ကလည်းသူအသားကျနေအောင်နော်ဇာနာအင်ဂျီဖရင်ကြီးရကြတော့လေနည်းနည်းလေးဟိုဟာဖြစ်တယ်ထပ်ပိုးပါမယ်ဘိုက်ကသိလားတမီးကဒီနေရာလေးနည်းနည်းဟိုဟာဖြစ်နော်နည်းနည်းလေးထပ်ပိုးလိုက်မယ်ဆိုဒီမှာဒီနေရာလေးပဲနော်သူ့ထပ်ပိုးပြီးတော့မနော်တနေရာလေးတစ်ချက်လေးကြာမယ်ပြီးသွားပြီဆိုအဲ့တိုင်းမပိုတဲ့ဟောမမဆောက်နောက်မှကြံထဲโอเคဒီဘက်ပြန်ပြီးသွားပြီเนาะအဲ့တော့ပြီးသွားရင်ဒီဘက်ကိုလုပ်ဒီဘက်ကိုလုပ်တဲ့အခါနဲ့ဒီနေရာလေးကိုချုပ်ကန်ကြရင်အကြည့်လေးနည်းနည်းလေးတောက်မှသလားသူ့ရဲ့ပြပြီးမယ်အဲ့နေရာလေး
ကြော့ရှင်းလို့နော်ဟုတ်လားညာလေးရှင်းသွားရင်နော်ရှင်းသွားရင်ဒီမှာထိုးဒီကနေရှင်းသွားတယ်အဲ့တော့ဒီခွက်ခွက်အောင်ကိုအခုဒီချေအဒီကလုံးဝထဲ့ချုပ်တဲ့ပုံစံပြောလုပ်ပေးတယ်အဲ့ထဲ့ချုပ်တဲ့ပုံစံကအယုံမရှိတဲ့သူလည်းအဆင်ပြေလူတိုင်းယုံရှိတာမှမဟုတ်ဘူးတချို့စတင်တဲ့ကလေးယုံရှိသေးတဲ့လူတွေလည်းအဲ့ဒီချေဘူးထဲ့ချုပ်တဲ့ပုံစံကအဆင်ပြေနောက်လာမယ့်ညီတွေကြားလို့ရှိရင်ဟဲ့အယုတ်ပေါ်မှာဖောက်ခွက်တက်ဒီလားအယုတ်ပေါ်မှာဖောက်ခွက်အဖောက်ခွက်တက်ပုံတက်နည်းအမျိုးစုံပြပေးမယ်ဟိုလူတက်လာမှန်နေဒီလူတက်တာမှန်နေမဟုတ်လူတိုင်းကကိုယ့်အခြေအနေပုံစံနဲ့သွားရတာအဲ့တော့အဓိကကဘာလဲသူ့နေရာနဲ့သူအဲ့နေရာလေး ထဲရအောင်အရာထဲညစားရ ညက်စာမို့သူ့ရဲ့ဟိုပါလေဖောက်ခွက်နည်းနည်း နော်အဲ့တော့ဒါရတိတ်အများကြီးညှိစရာမလိုဘူးတွေ့လားအများကြီးညှိစရာမလိုဘူးအများဆိုရင်အထဲကိုနည်းနည်းကြည့်ရနော်ဘာဖြစ်လို့လဲဒီလားချုပ်စာတွေကတချို့တစ်ခုနဲ့တစ်ခုကသေးတယ်တွေ့လားတစ်ခုကကြီးတာတွေရှိတယ်နော်အဲ့လေးကိုလည်းပြန်ကြည့်ပြီးတော့အဲ့တော့ပြီးသွားရင်နော်အဲ့တော့ဒီပိုနေတဲ့ဟာလေးကိုဘာလုပ်မလဲညှိထုတ်ညှက်ထုတ်လိုက်မှာမလို့တော့နော်အဲ့လေးညှက်ထုတ်အဲ့တော့ဒါလေးတွေဒီမှာဒီကတိတ်မထွက်နော်တိတ်မထွက်တဲ့အတွက်ကိုသူကဒီဟာလေးတော့ရှေ့ရတော့နည်းနည်းလေးနော်ဒါအဲ့တော့ပြီးသွားဒီဘက်ကနည်းနည်းပဲညာနော်ညာညပြီးဒါလေးညှိပြီးသွားရင်ခုနလိုမျိုးဖြုတ်မယ်ဒီလိုလေးဖြုတ်မယ်ဟုတ်လားပြန်လေးတက်နော်ပြီးသွားရင်ဒါလေးဖြုတ်ပြန်ဒီလိုတက်ဒါလေးဖြုတ်နော်ဖြုတ်ပြီးဒီလိုလေးပြန်တက်ဒါလေးဖြုတ်အဲ့ဒီတိုင်းပင်အလေးတက်ပြီးတော့ဆက်မသွားပြီးတော့တချောင်းနေမှာနော်ဟောကတိုင်ရတယ်ဖြုတ်နော်အဲ့တိုင်းတချောင်းဆက်နေနေတာမယုံတော့နော်ဒီကမငင်းငင်မှာချရထားအရင်ချုပ်နော်သူကဟိုဟာချုပ်ရိုးပြောက်ချုပ်မယ်ဆိုတော့ဒါကိုရောင်းမြန်ခုနကနောက်ချမ်းပြတာတယ်အဲ့လိုချုပ်ဒါအစိမ်ပြီးလို့ရှိရင်ဒါမီးဘူးဒီနေရာလေးတွေမီးဘူးဖိလို့ရှိရင်ဒါလေးသွားမှဖိမီးဘူးချောင်းကြီးပေါ်သွားမယ်အဝတ်လေးတစ်ခုတင်မယ်တင်ပြီးတော့မှဖိပြန်နော်โอเคရပါတယ်